It's a great honor for me to stand before you and to preach the word of God. And I would like to say thank you to God for giving me this opportunity. And I would like to say thank you to our husband, Dr. Servant, for inviting me and all the faculty members. And when I come here and then I saw many colleagues and co-workers who are the very special of Cheating Christian community, and I'm very proud to be here and to see all of you here, especially my former principal, Dr. Simon Bokae, and he was my former professor and also my former principal. So this is a great honor to be here. And this is my first time, but I hope this is not my last time. Let me preach the word of God in Burmese. Today, we take our example. The Jauye thingဖြစ်ပါတယ်။ဒီကြောင်းရဲ့အသင်းကတော့ခေါင်းစဉ်လိုပေးထားတဲ့ဆိုလို့ရှိရင် increasing in the knowledge of God ဖြစ်ပါတယ်။ဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်းဆရာနဲ့ဆက်ပြန်ကကျောင်းရဲ့အသင်းကတော့ဒါဖြစ်တယ်လို့ကျွန်မကိုပြောတဲ့အခါမှာဆရာမကတခြားသင်ခြင်းနဲ့ပြောခြင်းနဲ့ရရှိလို့ရှိရင်ပြောလို့ရပါတယ်လို့ပြောတဲ့အခါမှာကျွန်မကတော့ဒီခေါင်းစဉ်ပဲကြိုက်တယ်ကျွန်မဒါပဲပြောချင်တယ်အဲကြောင့်ကျွန်မတကယ်လို့လူတွေထဲမှာရေးလို့ရှိရင်ဒီခေါင်းစဉ်ကိုပဲရေးပြီးပါလို့ကျွန်မကသူ့ကိုပြန်ပြီးတော့ပါပဲပြောတယ်သူရေးထားတဲ့ကျမ်းပိုက်ကတော့ကောလောသဲခန်းကြီး1ခန်းကြီး30ဆုတောင်းသောအချက်ကိုများသင်တို့ဒီကောင်းသောအချက်အမျိုးမျိုးကြီးဟူသောအသီးကိုတီးခြင်းဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်းရှိသဖြင့်၎င်းဝမ်းမြောက်သောစိတ်နှင့်အရာရာကိုပြီးခံခြင်းစိတ်ရှည်ခြင်းအလို့ငါဘုံကြီးသောဒီလိုတော်အတိုင်းခေါ်အားဖြင့်ပြည့်စုံသဖြင့်ခမည်းတော်ဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလျက်ဘုရားသခင်နှင့်ထိုက်ရောက်စွာကြည်၍အရာရာ၌နှစ်သက်တော်မူစေခြင်းကပညာအမျိုးမျိုးဓမ္မအမျိုးမျိုးအားဖြင့်အလိုတော်ကိုအကုန်စင်နားလည်ပါမည်ကြောင့်ဆုတောင်းတတ်တာပြီးပါပြီကျွန်မဟောရှိလေးကတော့မဖတ်တော့ဘူးဒီကျမ်းပိုက်ဖြစ်ပါတယ်အခုကျောင်းအောင်သွားမဲ့ကျောင်းသားတွေလည်းရှိတယ် MIT မှာဝေသွားယူမယ်ဒီထဲမှာလည်း MIT ကနေ MDiv ရမယ့်လူတွေလည်းရှိတယ်ကျောင်းသားတွေလည်းတွေ့တယ်တရားဟောတဲ့အခါမှာကျွန်တော်တို့တော့မကြောက်ပါဘူးခါစိတ်တွေပိုင်းလှုပ်ရှားပြီးတော့ကျောင်းအောင်လုပ်မယ်ဆိုလို့ရှိရင်နော်အင်္ဂလိပ်လိုပြောရင်ပိုဆိုးနော်ကျွန်တော်တို့သိကိုသတိမရကျွန်မကျောင်းကလည်းခဏခဏအောင်နော်ကျောင်းခဏခဏဆင်းတယ်ပေါ့ဆင်းတဲ့အခါမှာကျတော့ကျွန်မတရားဟောချက်တွေဘယ်သူဟောပါတယ်ဆိုတာသတိရတယ်လို့မရတယ်လို့ရှိတယ်လို့ဘာဟောရတယ်သတိမရနော်ဒါပေမဲ့ဒီနေ့ဒီမှာရှိတဲ့ကျောင်းသားတွေစစ်တဲ့ညီကိုမောင်မမိတ်ဆွေပေါင်းတော့အနေငယ်မဟုတ်ဘူးတော့တစ်ချက်လေးမှတ်ပြီးသွားလို့ရှိရင်လေတောင်းပါတယ်လို့ဒီနေ့ကဘာကြီးပါဖြစ်တဲ့လေကဘာကြီးနဲ့ရှိပြီးတော့ပြောခဲ့စို့နော်နိုင်ငံရေးစစ်ပွဲဘာသာရေးစစ်ပွဲမျိုးရေးစစ်ပွဲဖြစ် Facebook မှာပဲဖြစ် Facebook သုံးလို့လူရှိလို့ထင်ပါတယ်နော်အခုလောလောလတ်လတ်ကမှသုံးလို့တွေ့နေတယ်နော်ဆိုတော့မပြောတတ်ဘူးဆိုတော့အဲ့မှာတည်အနိုင်ကြီးရှိတဲ့ခါမှာဆိုလို့ရှိရင်တည်နေရနားထောင်တာပဲဖြစ်ကြည့်တာပဲဖြစ်တော်တော်လေးစိတ်ဆင်းရဲမှုကောင်းခေါင်းဖြတ်တယ်မီးရှို့တယ်တော်နေကြဘုံပေါက်ပြန်ပြီတော်နေကြလို့ရှိရင်လင်းပြန်ကြီးကြောက်သွားတယ်ပြီနော်တည်ကြည့်ရတဲ့ဟိုကနှလုံးယောဂနည်းနည်းတော့မရချင်တော်နေကြတော့အီဘိုလာကဘာမှာဖြစ်ပြီးတော့ဒီမှာနေမှာပဲရောက်လာတယ်လို့ပါလို့ဆိုတော့လူတွေကလက်နေတော့အခုလောလောလတ်ဖြစ်နေတာကြတော့
ဟောင်ကောင်မှာရှိတဲ့မျိုးသမီးကသူ့အိမ်မှာလာလုပ်တဲ့မိတ်ကိုရက်စက်လို့ဆိုပြီးတော့မှထောင်ထဲမှာချအဲ့ဒါတွေလည်းဖြစ်တာဟုတ်ရဲ့ဒါကတော့ကဘာကြီးပေါ်မှာဖြစ်တာအမျိုးပေါ့နော်ကျွန်တော်တို့ကြည့်ပြရဒီ ISIS တွေလည်းအခုတည်းကဆက်လက်ပြီးတော့လှုပ်ရှားနေလို့ပဲရုရှားမှာလည်းဖြစ်တုံးပဲဒီအရာတွေကဖြစ်မြန်မာနိုင်ငံမှာတော့နော်ပေါ်တာဆွေးလို့ကြားတယ်ဒီလိုဖြစ်တယ်ညညဆိုလို့ရှိရင်နော်ကျွန်တော်တို့ကြောင်းအောင်လုပ်မယ်ဆိုလို့ရှိရင်ပြို့လို့ဆိုတော့ကြားပြီးသွားလို့ရှိရင်ဒီထားတာဟုတ်လားတော့ပြောတယ်အဲ့ဒါကြားပြီးတော့ဆိုတော့ကျွန်တော်တို့လည်းမထွက်ရဘူးအိမ်မှာဆိုလို့ရှိရင်ဒီမှာကကြောင်းမှာအစီအစဉ်တွေရှိတဲ့အခါသွားတဲ့အခါမှာအမေကလူလို့လာကြိုခိုင်းတယ်နော်လာကြိုခိုင်းပြီးတော့မှအိမ်ကိုဘော်ဒီကတ်တွေလည်းပြန်ခိုးတယ်အဲ့ဒါကလမ်းမှာသွားရင်ကြောက်ရတယ်ဟာမျိုးစားပါနော်တက်ခုကြတာလည်းဆိုလို့ရှိရင်လည်းလူကိုပြီးပြအဲ့ဒါကြောက်အဲ့ဒါကြတော့ကျွန်မအိမ်မှာနေရင်းနဲ့ကြောက်နော်သူကအပြူတွေကိုလိုက်တော့ဘာလို့လဲသိပါဘူးအဲ့လိုပြောတယ်နော်ဆိုတော့အိမ်မှာတကားလေးချက်ချလော့ခတ်ပြီးတော့မှနော်သူကတကားကိုဘယ်လိုပဲတော့လောက်ပေါ့နော်သူဝင်လာလို့ရတယ်လေအပေါက်ရှိလို့ရှိပေါ့နော်ကြောင်လို့ဝင်လာတော့ဟာလည်းသိပါဘူးအဲ့ဒါလည်းဟို DVB ပါလည်းပါလည်းကြုံညာသေးတယ်နော်အဲ့လိုဒီမျိုးတွေလည်းရှိတော့ကျွန်တော်တို့ကြောက်ဒါအပြင်မထွက်ပဲလေကြောက်ရတယ်မျိုးပေါ့နော်ဆိုတော့ဒါလည်းဘာမှမသိဘူးနော်လူကိုဝေးဆိုတာကခုတ်တာကြောက်ယူတဲ့ခါနဲ့အနည်းရဲခုတ်ဆိုတော့ဒါတွေကဘာလဲဆိုရင်ဘယ်လိုလုပ်ဖြစ်တရားကြီးထောက်ထားတာတဲ့အဲ့နဲ့တရားကြီးတော့ထောက်ထားမှဖြစ်တယ်နော်ဒီကကိုရတော့ပြောတယ်မြတ်ပြပြီးပေါ့လားတဲ့ဘယ်လိုကြောက်ကြကြောက်ရှိနေအေးပါကိုတရားသူကြီးဆိုတော့လည်းထားလိုက်တော့ပဲပေါ့နော်တရားကြီးဝင်တော့ပါဆိုတော့အဲ့လိုသဘောမျိုးလေးတွေရှိတယ်ပေါ့နော်ခြေခါမှာကျတော့ဒီလိုမျိုးစားကြောက်စရာတွေရှိတယ်နော်ဒီတင်နိုင်ငံသားပြောက်လို့ဒါနဲ့ခုတ်လိုက်တယ်ဆယ်ချက်ကဆက်ချက်ပါအဲ့ဒါမျိုးစကြားတဲ့အခါတော်တော်လေးစိုးရင်စရာတွေရှိလောကကြီးမှာနေတဲ့အခါအဲ့ဒါနဲ့ကျမတို့ဒီနေ့ပါဆိုင်ပေါ့တရားကြီးလူကြီးတော့တိုက်တော့တရားကြီးပြီးတိုက်ရဲမှုနော်အဲ့တော့ဒီနေ့လောကကြီးမှာဘာလို့လူဖြစ်နေတာကကျမတို့ဟောမဲ့ပြောမဲ့အကြောင်းနဲ့ဘာများတက်ဆိုင်လဲပေါ့ဘုရားသခင်တိတော်ညတူပွားခြင်းပြန်ကြည့်လိုက်တဲ့အခါမှာဆိုကျမ်းစာထဲမှာကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါဘုရားမရှိဘုရားသခင်မရှိဘူးမိုက်တော်သူတွေထင်တယ်ထိုသူတို့ဒီဆွေးနွေးယူရင်းဆက်ဆုပ်ခွေတော့မှုလို့ပြုတက်ကြတယ်ဘုရားဝေရှာမှုကြောက်ပါမရှိလူပေါင်းတို့ဒီလမ်းလွဲကြမဟုတ်စားတဲ့လူကိုကြိုက်စားဒီလူတွေကဘုရားကိုတိတော်သူတွေကမဟုတ်ဘူးကြိုက်စားတဲ့လူတွေကိုလည်းကြိုက်စားတယ်ဒါလို့မိုက်နေတော့သူတို့ဒီပညာအတတ်ကိုလည်းမုန်းကြရဲ့တဲ့မိုက်တော်အချင်းကိုမြင့်သိ၍ကဲ့ရဲ့တော့သူတို့ကဲ့ရဲ့ချင်းလုပ်တယ်တဲ့မိမိဉာဏ်အားဖြင့်တရိတ်ဆန်လေးဖြစ်တယ်လူတွေကိုကျွန်တော်တွေ့ရတယ်ငါတို့ဒီပညာရေးချင်းကြောင့်ဆုံးရှုံးကြတယ်တဲ့ဒါကဟောရှိမှာပြောရတယ်ပညာရေးတဲ့အတွက်ကြောင့်ဆုံးရှုံးရတယ်တဲ့ဘာတွေဆုံးရှုံးလဲဆိုရှင်သူတို့ဒီသစ္စာမရှိဂရုဏာမရှိဘုရားစကားပြောခြင်းအသက်ကိုတန့်ခြင်းသူ့ဥစ္စာကိုကိုးခြင်းသူ့မယားကိုပြမခြင်းတို့နဲ့အစီအတာမရှိလူအသက်ကိုတတ်ပေါ်အပြစ်ထက်ထက်ရှိနေထို့ကြောင့်ဒီသားတို့ဒီညွန်နာကြဒီနေရာမှာကျတော့အင်္ဂလိပ်လိုမှာပြောတာညွန်ညင်လာကြတော့ဗမာလိုကိုတိတ်တော့နောက်ထောင်ကောင်းအင်္ဂလိပ်လိုပြောတာကျတော့မုံနင်းပေါ့မုံနင်းဆိုတာညင်းညူတွေဒီလိုမျိုးစားအရာတွေရှိတဲ့အတွက်ကြောင့်လူတွေညင်းညူကြတယ်သူပြလာမကောက်ဘူးတဲ့တောသားရဲ့မိုးကောင်းကြီးနဲ့တို့ဒီပဲအာရော့ကြတယ်တောသားရဲ့မိုးကောင်းကြီးနဲ့တရားနဲ့အာရော့တယ်ပင်လယ်ငါးတို့ကြီးလည်းကုန်ကြတယ်ပင်လယ်ငါးတွေလည်းမရှိတော့ဆိုတော့ဒါ ecology crisis နဲ့ပတ်သက်ပြီးတော့ပြောထားတဲ့အရာတွေပေါ့ဘာလို့ဆိုရှင်လူတွေကပြည်ရနေလို့တဲ့လူတွေကပြည်ရနေလို့အဲ့ဒါကိုကျွန်တော်တွေ့ရတယ်
လူတို့ဒီညမရှိတော့သူများဖြစ်ကြတဲ့အခါမှာဘယ်လိုလုပ်လဲဆိုလို့ရှိရင်အကျင့်အားဖြင့်ဘုရားကိုမြင်ပေကြတယ်ဆက်ဆုပ်ရင်ရှာဖွေတော့သူနားမထောင်တော့သူကောင်းသောအမှုတစ်ခုကိုမှမပြုတ်တတ်တော့သူဉာဏ်ရှိတဲ့သူကကောင်းတဲ့အမှုကိုတစ်ခုမှမပြုတ်တတ်ဘူးကျမတို့အလားနော်သူဗမာဘုရားဘာသာတွေကတော့ကံဉာဏ်ဝရိယနော်ကံရှိရမယ်ဉာဏ်ရှိရမယ်ဝရိယရှိရမယ်ဆိုတော့ဒီနေ့ဖြစ်ပြနေတဲ့အကြောင်းအရာတစ်ခုစီတိုင်းတက်ချင်းဖြတ်ချင်းခိုးချင်းဆိုးချင်းနော်ဒီအရာတွေကကျက်စာထဲမှာလည်းပြောထားဆိုချင်းဉာဏ်မရှိလို့ဖြစ်တာဉာဏ်မရှိလို့ဖြစ်တယ်ဉာဏ်မရှိတဲ့အတွက်ကြောင့်ဒါတွေကိုလွတ်တာလို့ပြောပါတယ်အဲ့ဒါကျွန်မကဒီနေ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဆရာကျောင်းတော်ကြီးကရွေးချယ်ထားတယ်လို့ကျွန်တော်ထင်ပါတယ်ဉာဏ်တိုးပွားစီကြတော့ဉာဏ်တိုးပွားစီတယ်ဘာလို့ဆိုချင်ဉာဏ်နေတဲ့လူတွေရှိတယ်ဉာဏ်မရှိတဲ့လူတွေရှိလို့တွေ့ကြလို့လောကကြီးကဆိုးရုံနေတဲ့အတွက်ကြောင့်ဒီနေ့ဉာဏ်တိုးပွားစီခြင်းကြောင့်ဒီသင်ကိုရွေးချယ်တယ်လို့ကျွန်မယုံကြည်ပါတယ်ဒါပေမဲ့ယူဉာဏ်တော့မဟုတ်ပါဘူးဖယားကိုတိတော်ဉာဏ်အဲ့ဒါကျွန်မကကျမ်းစာထဲမှာနော်ရှာတယ်ကျွန်မကကျမ်းစာအုပ်ကိုချစ်တယ်ကျမ်းစာထဲမှာအဖြေရှာတယ်အနေနဲ့အဲ့ဒါကြောင့်ကျမ်းစာထဲမှာကျွန်မရှာလိုက်တဲ့အခါမှာနော်အခုလည်းဉာဏ်မရှိတဲ့အခွင့်အရေးကိုတွေ့တယ်လို့ဉာဏ်ပညာနဲ့ပတ်သက်တာပဲတွေ့ပါတယ်ဒီဉာဏ်ပညာနဲ့ပတ်သက်တဲ့အခါမှာ၃မျိုးတွေ့ရဖြစ်ပါတယ်လို့ knowledge ပေါ့နော် knowledge နဲ့ပတ်သက်တာ၃မျိုးတွေ့ရအဲ၃မျိုးကဘာလဲဆိုလို့ရှိရင်တစ်ကတော့နော်တည်ခြင်းတရားကိုခေါ်ဆောင်ရတဲ့ဉာဏ်ဖြစ်ပျက်စီးခြင်းတရားခေါ်ဆောင်ရတဲ့ဉာဏ်ဖြစ်ပါတယ်လို့ဒီကြတဲ့ခုကတော့ဒီမှာလို့လောကီဉာဏ်ပဲဖြစ်ပါတယ်တဲ့ခုကတော့ဖျားရဲ့ဉာဏ်ဒါမှမဟုတ်ဖျားကိုသိတဲ့ဉာဏ်ပဲဖြစ်ပါတယ်ဆိုတော့ဒီတစ်ခုကဘာလဲဆိုလို့ရှိရင်တည်ခြင်းကိုယူဆောင်သွားတဲ့ဉာဏ်ဆိုတာရှိတယ်ကျမတို့ကဘာဦးကျန်ခန်းကြီးနေ့ခန်းနဲ့တစ်ဆက်ခုမှာဆိုလို့ရှိရင်ကောင်းမကောင်းကိုသိကြရပြီးအတိအကျစားရစားဖို့သူဒီစားဖို့နေ့တွင်ဧကအမှန်တရားနော်စားဖို့သူဒီစားဖို့နေ့ဧကအမှန်တရားလေဒါကကောင်းမကောင်းကိုသိကြရပြီးလို့ပြောတဲ့အခါမှာ the knowledge of good and evil အဲ့အပင်ကြီးကမစားဘူးအဲ့ဒီကိုစားဘာလို့ဒီကိုစားလို့ရှိရင်သိမှာလဲနော်ဘာလို့ဒီကိုစားရင်သိမှာလဲကျွန်မတို့တင်းလူတယောက်ကလာမေးပါတယ်ဘုရားခင်ကဘာလို့လူတွေကိုချောတဲ့လူနဲ့ရုပ်ဆိုးတဲ့လူဖန်ဆင်းရတာလဲဘုရားခင်ကဖန်ဆင်းနော်ချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူဘာလို့ဖန်ဆင်းရတာလဲဘုရားခင်သူဖန်ဆင်းရတဲ့အရာဘာလို့ဒီမှာရှိတဲ့ပြိတ္တရှိတယ်ဘာလို့လူဖန်ဆင်းရသူကကျွန်မအူလာပေးကျွန်မရဲ့ဝင်းဝင်းညီပါဆိုတော့သူကကျွန်မကိုကြည့်လို့သိချိုးဒီဟာတက်ခင်ကဘာလို့ကျွန်မကိုဖန်ဆင်းတာလဲစဉ်းစားပါလို့နော်ကျွန်မရှင်းပြောတာပါဒါအထင်မှားနေနော်ဒါတော့ဟာတာဘောရပြောတာဖြစ်ပါအဲ့ဒါသူကျွန်မပြောတယ်နော်ဖျားခင်ကဖန်ဆင်းတာကဒီတိုင်းကိုဖန်ဆင်းလိုက်ဒါပေမဲ့လူတွေကဒီကောင်းမကောင်းသိတဲ့အသီးကိုစားလိုက်ပြီးတဲ့အခါမှာကြောက်နော်မစားနိုင်လို့ပြောတယ်အချင်းချင်းရောက်တယ်လို့ပြောတဲ့အခါမှာသူကစားလိုက်ဖန်ဆင်းတော့အကုန်လုံးအတူတူပဲချောချောလေးတွေပဲပုံစံကကွဲပဲဟာတချို့လေးကလည်းနည်းနည်းပြည့်ဟိုဝါလေးပေါ့တချို့ကလည်းနည်းနည်းပိတ်ပူလေးပေါ့တချို့ကလည်းသားဖြူတချို့ကလည်းသားမင်းပဲဒါပေမဲ့အဲ့ဒီကောင်းမကောင်းကိုစားလိုက်တဲ့အခါမှာကျတော့ပြဿနာတက်မျက်စိထဲမှာမြင်လာတဲ့အခါမှာကောင်းတယ်ဒီလူကကောင်းတယ်ဒီလူကဆိုးတယ်ဆိုတဲ့ဖေးချစိတ်ကျမတို့ dualism ဒီ negative dualism ဖြစ်
လေးကိုကျွန်တော်တို့အပိုင်းခြားသတ်မယ်ဒီလူကတော့ချမ်းသာတဲ့အတွက်ကြောင့်မို့လာတော့ပါပြီလေပေါင်းလိုက်ဦးမယ်ဆရာမအဲ့ဒါကြီးကတော့ academy dean ဖြစ်တဲ့အတွက်ကြောင့်မလို့နော်သူဒီစီကမျက်နှာရအောင်လားသူပေါင်းလိုက်ဦးမယ်အဲ့ဒါမျိုးစားဖြစ်အဲ့ဒါကျော်ဟင်းပြောတာတော့တတိယယူယူတေးတေးဆက်ဆံဖို့ဘယ်လိုပါလဲယူယူတသားပဲဆက်ဆံသူ့ကိုယူယူတေးတေးဆက်ဆံဖို့ဘယ်လိုပါလဲသူ့ကိုယူယူတသားပဲဆက်ဆံခဏမှတော့ကြားရဖန်ဆင်းလိုက်တာအကုန်လုံးလူတွေကိုယူယူတသားတယောက်နဲ့တယောက်ဆက်ဆံလို့ပဲဒါပေမဲ့အခုကယူတည်ခြင်းနဲ့သူကယူတည်တယ်နော်ဖိနှိပ်ချင်တဲ့လူကြကျွန်တော်တို့ဖိနှိပ်အဲ့ဒီကောင်းမကောင်းကိုသိတဲ့အသီးကိုစားလိုက်တဲ့အခါမှာအဲ့ဒီဟာရောက်သွားတဲ့အခါမှာလူတွေကအပြစ်တရားပေါ့နော်ဟိုပြောတယ်အပြစ်တရားဆိုတဲ့ခွဲခြားခြင်းတွေမဲရင်ကောင်းအသားချူခြင်းပါအဲကြောင့်လို့ချူအသားချွတ်စီလုပ်ကြတယ်နော်နိုင်ငံခြားမှာဆိုလို့ရှိရင်တော်တော်များများဟာလားအသားချွတ်စီဒီနာမည်ကြီးပေါ့နော် African native African တစ်ပြည့်အဲ့လိုဆိုကြတွေပေါ့ဒါပေမဲ့ဆိုကြတွေဆိုတော့ PPT ကြည့်တဲ့ချူချူပြီးလာကျွန်မလည်းသူ့ကိုအားကြဂျင်းစီပေါ့ဆိုလဲကြည့်လိုက်တဲ့အခါမှာသူကအသားချွတ်စီ bleach ပေါ့နော်အဲ့ဒါအသားကိုချွတ်လိုက်တဲ့အခါမှာမဲလိုက်အိုဝါဒီကလာသူကအသားချွတ်လိုက်သူလည်းဘာလို့ချွတ်ချွတ်အဘူလီကြတော့လည်းမင်းစီတော့10သူတို့စီကမိတ်ကပ်ဒီလိုရှင်းနေတော့ဝင်တယ်နော်ဒီမြန်မာနိုင်ငံကဟာပဲဝင်အာရှဟာပဲဝင်သူတို့စီကဟာတော့ဝင်လို့ရှိရင်အသားမဲသွားတယ်နော်ဒါဆိုသူကမဲနေတာဟိုသူတို့စီကအဲ့ဒါမရှိဆိုတော့မဲတဲ့ကွာလည်းဖြူချင်းတဲ့ကွာလည်းမဲစီအဲ့လိုမျိုးစားတွေရှိတဲ့အခါဒါပါလဲဆိုလို့ရှိရင်ခုနပြောတဲ့ကောင်းဟိုစားတော့နော်အဲ့ရ negative dualism ကိုယူလာတဲ့အခါမှာစားအဲ့ဒီတည်ခြင်းကိုရောက်တယ်ဆိုတာတွေ့ရဒါပါညံလဲဆိုလို့ရှိရင်ဒီညံကိုဖျားပြန်တားမိအစစ်ဖြစ်တယ်ခွဲခြားတဲ့စိတ်အဲ့ဒီစိတ်ချိသွားတဲ့အခါမှာဆိုရှင်ဒါကိုတည်ခြင်းကိုရောက်တယ်ဖြစ်စီတယ်ဆိုတာကိုကျွန်မတွေ့ရဖြစ်ပါတယ်လို့ကျွန်တော်တွေ့ရဖြစ်တယ်နောက်တစ်ခုကျတော့ဗာလဲဆိုလို့ရှိရင်သိပ္ပံအဖြစ်အတက်တွေတိုးပွားလိုက်တဲ့အခါမှာဝန်းနေခြင်းတွေတိုးပွားတယ်ကျွန်တော်တို့သိမှဖြစ်ပါတယ်ဉာဏ်ဒီလဲထောင်သွားတတ်တယ်ဉာဏ်ရှိတဲ့ကိုထင်တဲ့လူကထောင်သွားတော့ပြီးတတ်တယ်နော်ကျွန်တော်တို့ရှိပါမယ်နေချင်ပါတယ်နောက်မှမနေချင်ပါဘူးဒါတွေကျွန်တော်တို့တွေ့ရတယ်ပြီးတော့အားလည်းညီကိုတို့ဒီတင်းညံကြောက်တယ်ဖြစ်စီတတ်တယ်ကျွန်တော်တို့ရဲ့ညံကြောက်အားနေတဲ့သူတွေလည်းဖြစ်စီတတ်တယ်တဲ့ဒါကျမ်းစာတွေကပြောထားတဲ့အရာတွေကျွန်တော်တို့ဖတ်တာဆိုတော့ဒီဖြစ်စီစီတဲ့ညံရှိတယ်ဆိုတာကျွန်တော်သိရတယ်ကျမ်းစာတွေဖြစ်စီစီတဲ့ညံတည်ခြင်းကိုရောက်စေတဲ့ညံဆိုတာရှိတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်လောကီညံပဲအဲ့ဒီမှာလူမျိုးအကြောင်းကိုကျွန်မတူချုပ်ပြောချင်ပါတယ်အဲ့ဒါကတော့ဒီလေဆိုလို့ရှိရင်တော့ရှမ်ဝေလာနဲ့ဒန်ယေလာပဲဖြစ်ပါတယ်ရှောင်းမိုမင်းကြီးကဆိုလို့ရှိရင်နော်ရှောင်းမိုမင်းကြီးကသူကဖျားပြန်ပြောတယ်ဆူတောင်းပါသူတောင်းတဲ့အခါမှာသူကရှင်ဘီရင်ဖြစ်တော့မယ်ဆိုတော့ဖျားပြန်သူဆူတောင်းလိုက်သူကဘာတောင်းလဲဆိုဖျားကြီးဒီလူတွေကိုတဲ့အုတ်ချုပ်နိုင်တဲ့ဉာဏ်ပညာပဲပြီးတာနော်အုတ်ချုပ်နိုင်တဲ့ဉာဏ်ပညာပဲပြီးတာဘာလို့တောင်းအောင်သွားလို့ရှိရင်ဒီသွားလို့လည်းပြောတတ်တယ်နော်။ဘုရားသခင်ကဒီမှာညံတောင်းပါ။ကြားပြန်ပြောတယ်ပြီးမယ်လို့အဲဆိုရင် Sunday school ကိုအုပ်ချုပ်လာမလား။အတင်းတော်ပဲအုပ်ချုပ်လာမလား။မျိုးသမီးအတင်းပဲအုပ်ချုပ်လာမလားမသိဘူး။နော်။အဲ့ဒီလူအုပ်ချုပ်တယ်ဆိုတာတဲ့ဒီမှာတော့အုပ်ချုပ်တယ်လည်းဘုရားဒီမိုကရေစီဘောဆိုတော့အုပ်ချုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ညံပေးပါအဲ့ဒါဖျားပြန်ညံဘောကြပါဆိုမင်းကြီးတောင်းနေအရာညံဘောကြအုတ်ချုပ်နိုင်တဲ့ညံပဲပြီးပါလေသူကဘာလို့မတောင်းလဲဆိုလို့ရှိရင်တဲ့ကျွန်တော်အားလုံးသိပါစီးစိမ်တွေမတောင်းဘူးစီးစိမ်တွေမတောင်းကျွန်တော်တို့ဟိုစားပါတော့ဖျားမှုလို့ဆိုတဲ့လူကြတော့အဲ့တောင်းလို့မရဘူးဝင်သွားတာနဲ့ကျွန်တော်လာကလက်အိမ်ပေးပါလို့ပြောလို့မရဘူးဟာဆိုတော့ဖျားကြီးကညံပဲတောင်းနော်အဲ့တော့ညောင်လည်းမတောင်းစီးစိမ်ကိုလည်းမတောင်းဘူးလေဂုံးတရေကိုလည်းမတောင်းဘူးလေဂုံးတရေဆိုတော့ရောက်သွားတဲ့အခါလဲဟာကျွန်တော်ကတော့ပါစစီးရပါစနဲ့တက်ဖြစ်ချင်နော်အဲ့ဒီလူစား
မတောင်းဘူးဆိုရှောင်းလို့မြင်ကြည့်ရပြီးလို့ရှိရင်ဘာမတောင်းသေးလဲဆိုရှင်ရန်သူရဲ့အသက်ကိုလည်းမတောင်းဘူးတဲ့အုပ်ချုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကမင်းတို့အုပ်ချုပ်တဲ့လူတွေကတော့များသောအားဖြင့်တော့အတင်းနဲ့အများတော့ရန်သူကိုတတ်မိရရှိတယ်အခါကရန်စိတ်ဆိုးပြီးတော့ရန်သူရဲ့အသက်ကိုပေးပါလို့ဘုရားသခင်ကိုတောင်းဖို့ကရာစောလို့မတောင်းရန်သူရဲ့အသက်ကိုပေးပါဒီမှာရှိတဲ့ကျောင်းတဲ့လူတွေရောကျောင်းဆင်းသွားတဲ့လူတွေရောပေါ့အခါကြလို့ရှိရင်မျက်စိထဲမှာတိတ်တဲ့လူရှိကြည့်ရတာဆင်းပြီးပြီးတာအဲ့အဲ့ကြောင့်လည်းနေကြိုက်အဲ့ဒီတောင်းတယ်နော်အဲ့လိုမတောင်းဘူးတဲ့နော်ဆိုလို့မရလို့မတောင်းဘူးတဲ့မတောင်းဘူးတဲ့ရှည်တော့တဲ့လည်းမတောင်းဘူးတဲ့နော်ဒီလိုဆိုချင်ဘုံကြီးတော့အသက်ရှည်တယ်ဆိုတာဒါလိမ့်ကြီးဘုံကြီးတော့အသက်ရှည်တာဘုံလေးကြီးတယ်အသက်ရှည်တယ်ဆိုတာသူကအသက်ရှည်တာလည်းမတောင်းဘူးမြင်ရအဲ့ဒါလည်းသူကဉာဏ်ပညာပဲတောင်းတယ်ဖြတ်ပြင်စီရတာလည်းဉာဏ်ပညာပဲသူတောင်းတဲ့အခါမှာကျတော့ဖြတ်ပြန်သူပြီးလိုက်တယ်တဲ့ပြီးလိုက်ပြီးတော့သူကအဲ့မှာဒီဣတိရာလူမျိုးတွေမှာဆိုရှင်အကျိုးကြားလုံးမိတစ်ခါဖြစ်ခဲ့တယ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့စီးစိမ်တွေကသူ့သူလိုက်ဒါပေမဲ့ရှော့လို့မင်းကြီးရဲ့စီးစိမ်တချို့တော့ကျွန်တော်တို့ယူကြည့်ပါမယ်နော်အဲ့ဒီကတော့ကျွန်တော်တိပြီးသားဖြစ်ပါတယ်ကျန်တာကြောင့်တက်တဲ့လူတွေရောဒီမှာရှိတဲ့အတင်းလူတင်းသားတွေပေါ့နော်ဖက်ရတဲ့စားလာလို့ဖက်ထောင်တဲ့သမင်းစားလာလို့ကအစနော်မောင်မမိတ်တဲ့ထောင်ရှိရတဲ့အစအဲ့ဒါကြီးကတော့သိပြီးတော့ဟိုစားနော်အဲ့ဒါလောကီပြောတာလောကီပညာပြောတာလောကီပညာထဲမှာသူစီးစိမ်ပါလာတဲ့အခါမှာသူကအဲ့ဒါမျိုးစားလေးပါလာတော့ကျွန်တော်တွေ့ရတယ်။ဒန်ရလာလည်းအဲ့လိုပဲဒန်ရီလာအသက်တောင်ကြည့်တဲ့အခါမှာသူကဖျားသခင်စီကနေတော့တိတ်ပယ်ပညာအတက်ထူးထူးလေးကိုတက်တယ်တက်တဲ့အခါမှာဆိုရှင်ဒန်ရီလာကဓာရီယူပါယူလို့ရှိဆိုတော့ပညာတက်တဲ့သူကြတော့နိုင်ငံခြားရောက်ပါသူကဘာလို့ပြင်မှာသူကသွားတော့ကြိုးခံဒီထဲမှာရှိတဲ့ကျောင်းသားချို့တွေလည်းသူပြောတယ်လူတိုင်းနိုင်ငံခြားမှာရောက်သွားပြီးတော့မှနိုင်ငံခြားမှာသွားပြီးတော့မှအစီခံရမယ့်ရှိနော်ပြောနေဒါပေမဲ့ဒီဒန်ရီလာကလည်းသူကလည်းနိုင်ငံခြားမှာသွားပြီးလည်းသူကသူ့ရဲ့အကျဉ်းပေးထားတဲ့ဉာဏ်ပညာနဲ့အကောင်းဆုံးလုပ်ခဲ့ရပြီဒါတော့ကျွန်တော်ပြောချင်တာလောကီပညာဖြစ်ပါလောကီပညာဒါလောကီပညာဖြစ်ပါနောက်ဆုံးတစ်ခုနဲ့ကျွန်မအများနဲ့ဆုတောင်းတဲ့အခါမှာပါတဲ့အခါကတော့ the knowledge of God ပဲဖြစ်ပါတယ် the knowledge of God ဒါ grammatically ကြည့်လို့ရှိရင်နှစ်မျိုးလေးတွေထွက်ပါတယ်နော်နှစ်မျိုးလေးတွေထွက်အဲ့ဒါကဘာမျိုးလဲဆိုလို့ရှိရင် the knowledge of God ကဖျားရဲ့ဉာဏ်လို့လည်းဒီလိုဖြစ်ပါတယ်နောက်တစ်ခုကျတော့ဖျားကိုသိတော့ဉာဏ်နော်ဖျားရဲ့ဉာဏ်နဲ့ဖျားကိုသိတော့ဉာဏ်ဆိုလို့ထွက်ပါတယ်ဒါပေမဲ့တစ်ခုကတော့ဖျားကိုဖျားရဲ့ဉာဏ်ကိုပြောချင်တယ်ဖျားရဲ့ဉာဏ်တော်ကပါလေကျမတို့ကသုံးပါးတစုဖျားကိုယုံကြည်တဲ့ဖြစ်တဲ့အခါမှာတမန်ကျမ်းစာကနေအပေါ်ပြတာကိုဖျားနော်ဖျားဒီခံစင်းချင်းအရှင်ပေါ့နော်ခံစင်းချင်းရှင်ဖျားရဲ့ဉာဏ်တော်ကဘာလဲဆိုလို့ရှိရင်ပညာနဲ့၎င်းစွမ်းတတ်တဲ့၎င်းပြည့်စုံလို့ဤကာလဥဒုချိန်သားကိုပြောင်းလဲစေလို့ဤရှင်ဘုရင်တို့ကိုနှိမ့်ချခြင်းချီးမြှောက်ခြင်းပြုလို့ဤပညာရှိတို့အားပညာပေးတော်မူ၏ဉာဏ်ရှိသောသူတို့အားယေရှုတော်အားဖြင့်မောင်မိုက်တဲ့ရှိတဲ့လူတည်နေ၍အလင်းတရားဖြစ်စေလို့ဤဒါကတော့ဖျားရဲ့ဉာဏ်ဖြစ်ပါတယ်ဖျားကိုယ်တော်တိုင်းခံစင်းချင်းဖျားရဲ့ဉာဏ်တော်ကသူကဒီအရာတွေကိုပြုလုပ်ပါတယ်ဖျားရဲ့ဉာဏ်တော်ကိုကြည့်မယ်ဆိုရင်အများကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်မအနေနဲ့ပဲပုံတက်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ခရစ်တော်ဖျားဖြစ်ပါတယ်ခရစ်တော်ဘုရားရဲ့ခရစ်တော်ဘုရားကိုလည်းဘုရားရဲ့ဉာဏ်တော်လို့ပေါ်ပြထားပါတယ်။ဘောရင်ဩဝါဒစာထဲမှာဘုရားသခင်ဤတကူတော်နှင့်ဉာဏ်ပညာဒီဟုသောခရစ်တော်ဘုရားသခင်ရဲ့ဉာဏ်တော်ကအားလဲဆိုလို့ရှိရင်ခရစ်တော်ကိုယ်တိုင်ကဘုရားရဲ့ဉာဏ်တော်ပဲ။သူ့ကိုတွေးလိုက်တာနဲ့သူကဘုရားရဲ့ဉာဏ်ဘုရားရှိစေခြင်းနဲ့လုပ်စေခြင်းနဲ့အရာဖြစ်စေခြင်းနဲ့အရာခုစီတိုင်းကိုဖြစ်စေတဲ့ဘုရားသခင်ရဲ့ဉာဏ်တော်ဖြစ်ပါခရစ်တော်နော်သူကဘုရားသခင်ခရစ်တော်ရဲ့ဉာဏ်တော်ဖြစ်ပါတယ်နောက်တစ်ခုကတော့ထာဝရဘုရားဤဝိညာဉ်တော်အဲ့ဒီထာဝရဘုရားရဲ့ဝိညာဉ်တော်ဒီဟူသောဉာဏ်ပညာဝိညာဉ်တော်ဘုရားကလည်းဉာဏ်ပညာဖြစ်ဒီသုံးပါးစုဘုရားအားလုံးဆိုလို့ရှိရင် the knowledge of God
ရားရဲ့ဉာဏ်တော်တွေဖြစ်တာဉာဏ်တော်တွေလို့ပြောတဲ့အခါသုံးပါးမှအစုဖြစ်ပါတယ်အဲကျွန်တော်တို့နားလည်ထားဖို့ဖြစ်ပါတယ်ဒီဝိညာဉ်တော်ဘုရားကြတော့နော်ဒီဉာဏ်တော်ကြတော့ဘာတွေလုပ်လဲဆိုလို့ရှိရင်လူတို့ပေါ်မှာကျင့်ဝတ်တော်မူတဲ့ညီသာရဘုရားကိုကြောက်ရွံ့ဝိတော်နဲ့ဖြစ်တယ်ဝိတော်ဒီဖြစ်ပြီးမိမိမျက်စိမြင်ဒီအတိုင်းတရားမစီရင်မိမိနားကြားပြီးအတိုင်းဆုံးဖြတ်တဲ့ဆင်းရဲသားတို့၏အမှုကိုတရားတော်တိုင်းစီရင်၍နှိမ့်ချသောမြင်ကြီးသားပေါင်းတို့ပဲနိုင်နေတဲ့ဖြောက်ဖက်စွာဆုံးဖြတ်တယ်ညီကြီးကိုနှုတ်ပတ်တော်နဲ့တန်ခတ်၍သိုးသောသူတို့ကိုနှုတ်ခမ်းခတ်တဲ့နေ့ပြည့်နေတယ်တရားနှင့်သစ္စာသူ၏ကပံဖြစ်တယ်ဒီဝိညာဉ်ဘုရားကြတော့သူ့ရဲ့ဉာဏ်တော်ကြတော့ဆင်းရဲသားတွေပဲမှာရှိတယ်ပြီးလို့ရှိရင်တရားတဲ့အမှုတွေကိုလည်းစီရင်တယ်နှိမ့်ချတဲ့သူတွေကိုလည်းဖြောက်မှတ်စွာသူကဆုံးဖြတ်တယ်သူတို့ဘက်မှာနေတယ်ပြီးလို့ရှိရင်လည်းနှုတ်ကပတ်တော်အားဖြင့်နော်ဆိုးတဲ့သူတွေကိုလည်းကြံခတ်တယ်ဆိုတာတွေ့ရတယ်ဒါကဘာလဲဆိုလို့ရှိရင်ဝိညာဉ်တရားဒီဟုသောဘုရားခင်ဉာဏ်တော်ဒါကဘုရားသခင်ရဲ့ဉာဏ်တော်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရခြင်းဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ဖျားကိုတည်လို့ဉာဏ်ဖျားတည်လို့ဉာဏ်ပါကျောင်းလေးကိုပြီးတခုတော့ပြောပြလို့ရတော့ကျွန်တော်ကျောင်းလေးနေတော့ပြည့်ဟာတနည်းပါလို့လည်းကြားခဲ့ပြီးလို့ချင်းနေတော့ဖျားခင်ဉာဏ်တော့ပါဒီမှာပြိတ္တကိုလည်းပြီးချင်းဖျားကိုတည်တော့ဖျားကိုတည်တယ်ဟာရေးပြောတယ်တော့ဒီကျတဲ့လူရှိတယ်မှာတော့ပြတ်သွားတွေ့ဇက်လေးလေးလောက်လာပြီစိတ်ထဲမှာဖြစ်နေကြတယ်သူကချင်းနော်ဘုရားကိုသိတဲ့ဉာဏ်ကတော့ကျွန်မဒီမှာသူ့ရဲ့ what အတိုင်းပဲပေါ့နော် knowledge of what အတိုင်းပဲကျွန်မ confidence မှာရှာပြီးတော့ပြောတဲ့အရာတွေထဲမှာဆိုရှင်မတွေ့ရလဲဆိုရှင်ဘုရားကိုသိတဲ့သူကနော်ဘာဖြစ်လဲဆိုလို့ရှိရင်ဒါကခရစ်တော်သိတဲ့ခရစ်တော်ရဲ့လက်ဝါးကားတိုင်းဟိုမှာအတိခံခြင်းကိုသိပါလေဒါကျွန်တော်တို့ခရစ်ယာန်ရဲ့ကြီးချင်းဘုရားကိုသိတော့သူဘုရားရဲ့ကိုသိတဲ့သူကခရစ်တော်ကိုသိတယ်ဘာလို့ခရစ်တော်ကဘုရားရဲ့ဉာဏ်တော်ကိုခရစ်တော်ကိုသိတယ်အဓိကကခရစ်တော်ကလက်ဝါးကားတိုင်းမှာအတိခံခြင်းကိုကျွန်တော်တို့အတွက်အတိခံခြင်းကိုအဲ့ဒီအရာကိုသိတဲ့သူကဘုရားကိုသိခြင်းပဲဖြစ်ပါလေဘုရားကိုသိခြင်းအဲ့ဒါကျွန်တော်ခဏခဏကြားပြီးလက်ဝါးကားတယ်လက်ဝါးကားတယ်နော် take up your cross and follow me အဲ့ဒါကြောင့်ပါနော်ဒါဖျားရဲ့ဉာဏ်တော်ကိုထမ်းဖို့လေဖျားရဲ့ဉာဏ်တော်ယူထမ်းတော့သူ့တော့လိုက်ပါတဲ့ cross ရဲ့အိဗယ်ပါလေဒီဖျားရဲ့ဉာဏ်ဖြစ်တဲ့ cross ရဲ့အိဗယ်ပါလေကျွန်တော်ပြင်စဉ်းစားလို့ရှိအခါကြလို့ရှိရင်ကျွန်တော်က cross နဲ့ burden နဲ့မာတဲ့ကျွန်မခဏခဏပြောတယ်ကျွန်မကျောင်းသားတွေလည်းပြောတယ် cross နဲ့ burden နဲ့အိမ်မှာ yes ဆိုတဲ့ကလေးတွေရှိတယ်မိသားစုတွေရှိတယ်အဲ့ဒါဘယ်လိုပြောရဲဆိုတော့ကျွန်တော်ချင်းချင်းပါအဲ့ဒါနေ့ရက်ကားရိုက်ပြီးထမ်းဘာလို့ပြောနေကြအဲ့ဒါနေ့ရက်ကားရိုက်ယောက်ျားလေးတွေဆိုလို့ရှိရင်အဲ့ဒါနေ့ကားရိုက်နဲ့ထမ်းအလိုလိုမျိုးအားပေးရနော်ကားရိုက်ထမ်းတယ် burden ထမ်းတယ်မတူပါဘူးလို့ကားရိုက်ဆိုတာကတန်လန်ပုတ်ပါဘူးကားရိုက်ဆိုတာကအဖြစ်ပေးလိုက်ပြီမှာနော်ကျောင်းသားတွေပြီးလို့ရှိကားရိုက်ဆိုတာဘာလဲလို့ပြီးလို့ရှိရင်ဘာဖြစ်လို့စွန့်လို့ချင်းစီခံချင်းအနစ်နာခံချင်းမိမိအသက်ပေးခြင်းကားရိုက်ကတဲ့အတိတ်ပဲနေနေပါလေကားရိုက်ဆိုတာကအနစ်နာခံခြင်းဆိုတာဖြစ်သူတစ်ပါးကိုလူမြောက်လှုပ်ဆောင်ခြင်းလည်းဖြစ်တယ်သူတစ်ပါးကိုလူမြောက်လှုပ်ဆောင်ခြင်းဆိုတဲ့အနစ်တာရကကားရိုက်တွေမှာပါတယ်ဆိုတော့ကျွန်တော်တို့အိမ်မှာကားရိုက်ထမ်းရတယ်လို့ပြောရလို့အဲ့ဒီကားရိုက်ထမ်းတယ်လို့ကားရိုက်ထမ်းတာတဲ့ဝင်လို့ထမ်းတာလေလို့ပြောတာတဲ့ဆာလို့ရှိရင်ကားရိုက်ထမ်းတယ်လို့ပြောရလို့ကတော့ကိုယ့်ရဲ့တာသမီပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီနော်ကားရိုက်လို့ပြောထားတဲ့အရာဒီလူလွတ်မြောက်အောင်လုပ်ဖို့အကြောင်းရှိပါတယ်ဒါကဖြစ်တော်လေးကားရိုက်ဖြစ်ပါတယ်လွတ်မြောက်ရှင်တရားကိုပေးတဲ့ကား
ဒါကဘုရားသခင်ရဲ့မြင်တော်လေးဖြစ်ပါတယ်ဘုရားကိုတည်ခြင်းပဲဖြစ်ပါတယ်ကားကိုခန်းကြီးကဘုရားသခင်ကိုတည်ခြင်းပဲဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဘုရားသခင်ကိုတည်တော်သူထာဝရအသက်ကိုကမှန်သောဘုရားသခင်ကိုကောင်းစေလွတ်တော်မူသော credit တော်ကိုတည်ကျွမ်းခြင်းဖြစ်တယ်ဘုရားသခင်ကို၎င်းတယ်နော်စေလွတ်တော်မူသော credit တော်ကိုတည်ကျွမ်းတဲ့လူတွေကထာဝရအသက်ကိုရမယ်တဲ့ကျွန်တော်တို့ခရိယာတွေကတော့ထာဝရအသက်ကိုယူကြည့်ကြတယ်ခရစ်တော်ကထာဝရအသက်ကိုပေးစီတာမကဘဲနဲ့ယနေ့ကျွန်တော်လောကကြီးမှာလည်းအသက်ပေးနေပါတယ်တကိုးဒီကိုချင်းတက်ချင်းဖြည့်စည်းခြင်းကမတက်ငါမူကားကိုတို့နဲ့အသက်လွတ်ရုံမကအထူးသဖြင့်အသက်နဲ့ပြည့်စုံခြင်းကလာပြီငါဒီအသက်နဲ့ပြည့်စုံခြင်းကလာပြီဆိုတော့ခရစ်တော်ကဆိုလို့ရှိရင်ကျွန်တော်တို့ခရစ်တော်ကိုသိလိုက်တာနဲ့ကျွန်တော်တို့အသက်ကိုရကျွန်တော်တို့ဒီဉာဏ်ကိုရတာနဲ့ကျွန်တော်တို့အသက်ကိုရမှာဖြစ်တယ်တွေ့ရမှာဖြစ်ပါတယ်ခရစ်တော်ကိုတည်ခြင်းကထာဝရတက်ကိုရတယ်ဘုရားခင်ကိုတည်ခြင်းကထာဝရတက်ကိုရတယ်ဒါတက်ကိုရခြင်းဖြစ်ပါတယ်ဘာမှမညံ့နော်တည်စီတဲ့ညံ့လည်းမတူဘူးဒီညံ့တော့ကျွန်တော်တို့နော်ထာဝရတက်ကိုရတဲ့ညံ့လည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့နော်ဘုရားကိုမတည်တော့အခါဘုရားမဟုတ်တော့သူအမှုဆောင်ရကြတယ်ဘုရားကိုမသိတဲ့အခါဘုရားမဟုတ်တဲ့လူတွေအမှုတော်ကိုဆောင်ရွက်ကြတယ်။ဒါပေမဲ့ဒီနေ့ဘုရားကိုသိတဲ့လူကြောင့်ဘုရားအမှုတော်ကိုဆောင်ရွက်တယ်ဆိုတာကိုကျွန်တော်တို့ကလာတိကျမ်းထဲမှာတွေ့ရဖြစ်ပါတယ်။နောက်အရေးကြီးတာအရှိလေးတွေဘုရားကိုမသိတော့သူတို့ဒီကိလေသာတတ်မဲ့ခြင်းရှိတဲ့ကဲဘုရားကိုမသိတဲ့လူတွေကကိလေသာတတ်မဲ့ခြင်းရှိတယ်။ဒါဆိုလို့ရှိရင်ဘုရားကိုသိတဲ့လူတွေကမတရားသောမိထုကိုရှောင်ကျင်တယ်။တန့်ရှင်းစေတယ်။အတ္တရည်တင့်တယ်။မိမိကိုယ်ကိုလည်းထိမ့်သိမ့်တတ်တယ်။ညီကိုများကိုလည်းပရိယေအားဖြင့်မပြစ်မှာဘူး။ဒီຢာတွေကပါလဲဆိုရှင်ဖျားကိုတည်တဲ့သူတွေကကိလေသာတတ်မဲ့ခြင်းကိုသူတို့ကရှောင်ကျင်ကြတာတွေ့ရပါတယ်။ကိလေသာတတ်မဲ့ခြင်းဒီမှာတို့တစ်ခါကြားလို့ရှိရင်နော်ဘုရားသခင်ကိုတည်တယ်လို့ပြောပေးမယ်ကိလေသာတက်မဲ့ခြင်းကိုရှောင်ကြဘူးနော်ဒီမှာတော့တစ်ခါကြားလို့ရှိရင်ဖုန်းတသိန်းနဲ့ဒီများကြိုက်လာပြီဆိုကျမတို့က၄-၅သိန်းနဲ့ကြိုက်ကြည့်တယ်နော်အဲ့ဒါကိလေသာလူပြောကြတာတော့ကျွတ်တယ်တခြားဟာတွေလည်းအများကြီးရှိဒီမှာကျတော့အတ္တရည်ပြည့်တဲ့ခြင်းနဲ့မိမိကိုထိမ့်သိမ့်ခြင်းဆိုတာရှိလို့ရှိရင်ပြီးတော့တရားထုံးနေထုံးကိုရှောင်ကျင်နေဆိုတာဘုရားသခင်တည်တယ်ဆိုတာကိုဒီထဲမှာပုံပြထားတွေ့ရတယ်ဖြစ်တယ်။နောက်တစ်ခုကတော့အရေးကြီးတယ်နော်။တိတ်တော့ပြကြက်တော့ပါနော်။နောက်တစ်ခုကတော့အရေးကြီးတယ်။ဘုရားကိုတည်တဲ့သူကတဲ့ချစ်တဲ့တော်သူဖြစ်တယ်။ဟာချစ်တဲ့တော်သူဖြစ်နော်။ဒီကလူတွေကတော့ဘလို့ချစ်တဲ့သူဖြစ်တယ်နော်။ချစ်တဲ့တော်သူတွေကဘုရားခင်ကိုတည်တယ်။အဲ့ဒါကတော့ဘာပြောချင်လဲအချင်းချင်းကိုလည်းချစ်ရတယ်သူများကိုလည်းချစ်ရတယ်နော်။ကျွန်တော်တို့ချင်းချင်းဒီမှာဆိုလို့ရှိရင်ဒီမျိုးပေါင်းစုံရှိတယ်ပေါ့နော်။ချင်းချင်းကိုလည်းချစ်ရတယ်သူများကိုလည်းချစ်ရတယ်။ဘိုလ်လူတော်ကတော့အမျိုးတော်ကိုချစ်ဘူးဒီလူကတော့ငါရဲ့ဘိုးစားမျိုးဖြစ်လို့ချစ်ဘူးအဲ့ဒါလည်းမရှိဘူး။ဖျားကိုနော်ဖျားသခင်ကိုချစ်တဲ့တော်သူတွေကဖျားသခင်ကိုတည်တော်သူဖြစ်တယ်ပုံပြထားတာတွေ့ရဖြစ်ပါတယ်နော်။နောက်တစ်ခုကျတော့ဆိုရှင်အကြောင်းမူကားမြင်ကြီးတွေထားထိုင်တိကျွမ်းခြင်းပညာနဲ့ပြည့်စုံနေပြီတဲ့ဟေရှာယကပြောတာလေဖျားကိုတိကျွမ်းခြင်းအရာနဲ့ပြည့်စုံတယ်အဲ့ပြည့်စုံတဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တောခွေးပြီးတိုးတကယ်နဲ့အတူလေးတော့ခွေးကတိုးတကယ်နဲ့အတူလေးနွားတကယ်ချင်းပြတကယ်စူအောင်ကျွေးတော့အကောင်ကြီးအတူပွားလာကြတယ်နွားမနဲ့ဝန်မအတူကျက်စား၍သူတို့ဤသားငယ်ကိုသားငယ်တို့အတူအိတ်ကြတယ်ချင်းလေးတွေလည်းနွားကဲတို့မျက်စားလေးမြည်တဲ့ချင်းလေးကသားမစားတော့ချင်းလေးကသားမစားတော့နွားကဲတို့လည်းမျက်စားနေနို့ဆိုတဲ့ငယ်ဒီငွေလေးနိုင်စားလေးနို့ဆိုတဲ့ငယ်ကငွေတွေမှာဘာကစားလဲဘာမှဖြစ်ဘူးလေအဲ့ဒီရမရှိဘူးလေငွေဟောက်သူငယ်ဒီငွေဟောက်ပြလိုက်မိမိလက်ကိုသွေးမယ်ကလေးတွေကတော့သူတို့အပေါက်လေးတွေမှန်ပြရှောက်လက်တော့ရှောက်သွေးတော့နော်ကျမတို့ကလက်စီအပေါက်လေးကြောက်ရတယ်ဒါပေမဲ့ဒီမှာကျတော့လည်းဆိုချင်အဲ့မှာငွေတွင်းငွေဟောက်ပြကိုလက်ကိုသွေးလို့လည်းငွေဟောက်ကသူ့ကိုကြိုက်ဘူးလေနော်အချင်းချင်းပါလေညင်းစေခြင်းခက်စီခြင်းမရှိဘူး
ဒီလိုရှိတဲ့လူတွေကတဲ့ဒီလိုဖြစ်ပြီးဆိုရင်ဘာကြိုက်လို့ဖြစ်ပြီးဆိုရင်ဖရာသခင်ကိုတည်ကျွမ်းခြင်းပညာနဲ့ပြည့်စုံဘူးနော်ဖရာသခင်ကိုတည်ကျွမ်းခြင်းပညာနဲ့ပြည့်စုံသွားပြီဖြစ်ပါတယ်ဒီမှာလို့ဒီနေ့ကျောင်းတော်ကြီးကနေပြီးတော့မှဖရာကိုတည်ကျွမ်းခြင်းဉာဏ်တိုးပွားစေကြလို့ပေါ်ပြဖြစ်ပါတယ်ဒီမှာလို့ဘာလို့လဲဆိုလို့ရှိရင်မရှိနေလို့ပဲဖြစ်ပါတယ်ဖရာသခင်ကိုတည်ကျွမ်းခြင်းမရှိနေလို့ဖရာသခင်တည်ကျွမ်းခြင်းကိုတိုးပွားစေကြလို့ဆိုတဲ့ကိုလိုတေဩဝါဒစာတောင်ထဲမှာရှိတဲ့ဆုတောင်းချက်ကိုတင်ပြထားပါတယ်။ဘုရားခင်ကျွန်မဒီလိုဆိုချင်ပြောချင်တာက Alpha Noble ကျွန်တော်ကြားမှာဖြစ်ပါတယ်။ Alpha Noble ရဲ့ guild ကပါလေ။ဒီလူကနာမည်ကြီးပဲเนาะ။ Nobel Peace Prize ကိုလည်းပေးတယ်လို့ဖြစ်ပါတယ်။ကျွန်တော်တို့သိထားတဲ့အတိုင်းပဲသူကဆိုလို့ရှိရင်ဉာဏ်ပညာနဲ့တကယ်လည်းပြည့်စုံနေပြီးတော့ဖြစ်တဲ့အတွက်ကြောင့်သူက dynamite လို့ချင် dynamite လို့ချင်တဲ့အခါမှာကျတော့သူ dynamite ကိုသူလုပ်သူ dynamite ရလို့ရှိရင်တဲ့လမ်းတွေဆောက်မယ်ဒူးညောင်းတွေထောက်မယ်နော်လိုက်ကောင်းတွေထောက်မယ်မြေထားတွေတော့ဝါလို့ရမယ်ဆိုတော့ဒီ dynamite construction တွေမှာသူသုံးတယ်ပေါ့ဒါပေမဲ့သူကအဲ့လိုရည်ရွယ်ချက်နဲ့သူကဒီဆောက်လိုက်တယ် dynamiteကြားနေပြီးတဲ့နေရာလေးဒီ dynamic ဆောက်ဒါပေမဲ့ဒီ dynamic ကိုလူတွေကဖြစ်တယ်ဟုတ်လား warfare လို့ပြောတာစစ်ပွဲတွေပြောတာဘုံထောက်လို့တော့အဲ့ဒီခါမှာအရန်ကိုဝင်နေတော့ guilt ခံစားရတယ်နော်ဒီ guilt ခံစားတဲ့အခါသူကဘာလို့ပြန်ဟိုပေါ်ထုတ်လဲဆိုသူအရန်ချမ်းသာတာဒါအရန်ချောင်းရအရန်ချောင်းရကြီးစံတော့ဆိုလို့ရှိရင်သူကပြောတာကြားဘူးလားကျွန်တော်တို့လည်းတိကျပြီကြီးစံတော့ဆိုလို့ရှိရင်အသေးသေးလေးဆို3000 4000လောက်ရှိတယ်နော်3000 4000ဆိုပြစ်လိုက်တစ်ချက်ပဲပြစ်လိုက်နော်ဒီလိုတည်ရတော့ဒါပဲ3000မှာနော်ပါပါလေးပဲချုပ်နေတွေ့အဲ့နော်ဆိုတော့ကြီးစံတွေအတွက်သုံးနေမိုင်းတွေအတွက်သုံးနေအဲ့ဒါဖြစ်လာတဲ့အခါမှာသူကရန်ဝဲနေသွားပြီးတော့မှသူက peace နော် Nobel Peace Prize Foundation Trust ကိုပါတည်ထောင်ခဲ့ကဲမဖြစ်စီဘူးအခုငါရရှိတဲ့ပတ်စံတွေနဲ့ငါရဲ့ချမ်းသာမှုနဲ့ငါ Nobel Peace Prize ကိုပေးတော့မယ်ဆိုတော့သူကပြန်လို့ Nobel Peace Prize ကိုသူကပြန်လို့ပြီးတာတွေ့ဆိုတော့သူရဲ့ဒီနေရာမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာနော်ဟိုငင်းချမ်းရုပ်ကိုပြုလုပ်တဲ့လူတွေကိုသူကဆုတခါပြန်လို့မှချီးမြှင့်ပြီးလူရဖြစ်ဆိုတော့ဒီဉာဏ်ပညာကဘာဖြစ်လဲဆိုလို့ရှိရင်ဒီဉာဏ်ပညာကဘုရားသခင်ရဲ့ပေးထားတဲ့ဉာဏ်သုံးတယ်အကောင့်တဲ့သုံးချင်ပေမဲ့လည်းအဆိုးကသုံးတဲ့အခါမှာလူတွေတက်ရတယ်ဒါပေမဲ့သူကတစ်ဖက်ကနေတော့ပြန်နေပြီးတော့မှသူကနော်လူတွေကိုဥယူလို့အတွက်နော်ဘုရားကိုတည်တဲ့ဉာဏ်ပြန်ရမှုအတွက်ဒီ peace prize ကိုပြန်လို့ပြီးရပါတယ်ဒီနေ့ကျွန်တော်တို့ဒီကျောင်းမှာဒီ PhD ပညာရပါပြီကျွန်တော်တို့ပြန်ရောက်တဲ့အခါမှာသူများတွေကိုအတွက်သုံးလားသူများတွေကိုဆိုတာကအတူပါထားလို့ရှိရင်သုံးတာလည်းမဟုတ်ဘူးကိုယ့်ရဲ့ရရှိတဲ့ဓမ္မပညာတွေကိုသူများကိုတတ်စေတဲ့အရာဖြစ်စေနေတာပေါ့နော်အဲ့ဒါကိုကျွန်တော်စဉ်းစားလို့ရှိပါတယ်ဒါမှမဟုတ်လို့ရှိရင်သူများကိုချစ်ချင်းမေတ္တာဖြင့်ထာဝရအသက်ဖြစ်အောင်ပေးမလားဆိုတာကျွန်တော်စဉ်းစားလို့ဖြစ်ပါတယ်ဒီနေ့ကကြီးကဆိုးရုံနေပါတယ်ခက်ခဲနေပါတယ်မေတ္တာတွေလည်းကောင်းပါနေပါတယ်ဆင်းရဲခြင်းတွေများနေပါတယ်ကျွန်တော်တို့ဒီနေ့ဘုရားသခင်ကိုတည်တော်ဉာဏ်တိုးပွားခြင်းအဖြစ်ကမ္ဘာလောကကြီးထဲမှာတက်ရှင်တော်အရာကောင်းမြတ်တော်အရာတင့်တယ်တော်အရာများကိုဒီဆောက်ကြပါစို့လို့နည်းနည်းဟောပြီးချင်တယ်ကျူးတင်ပါတယ်ပြီးတဲ့ဆိုရဲဆရာသမားများကိုနိုင်နဲ့ဝင်းနိုင်ဦးတို့ဟာလောကအပြတ်တစ်ချက်မှမယူဘဲနဲ့ဒီဟာဒါနအတူတက်နေနဲ့လာရောက်ပါဝင်ပူချပေးတဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းထပ်လောင်းပြီးတော့အသိပေးလိုပါတယ်။နောက်ညမှာလည်းပဲပါဝင်နိုင်ကြဘူးမေတ္တာရခံလိုပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီအတင်းသားတော်ဒီမုံကြီးကနေပြီးတော့ဒီကင်းကျွေးဝဲတဲ့သုံးဆောင်ဆရာများဒီကိုပြုတ်ပြီးမှ
အားလုံးပါဝင်သုံးဆောင်ကြဖို့ဖြစ်ပါတယ်သူအပြင်ကျွန်တော်မျိုးသမီးဌာနအနေနဲ့သူတို့ရဲ့ရန်ပုံငွေရှာဖွေရေးမော်တော်ကားအစည်းအဝေးနိုင်ဖို့အတွက်နှိစပ်ပါပြီအဲ့အတွက်ကျွန်တော်ပါဝင်အားပေးနိုင်အောင်လို့ဆိုပြီးတော့ကောင်းငင်းပေါင်းကောင်းကောင်းလေးသူတို့ပြင်ဆင်ထားပါတယ်အဲ့ဒါလည်းပဲဝေအားပေးနိုင်ပါတယ်လို့သိပေးလိုပါတယ်စစ်တင်ပါတယ်